တရားဆိုတာဘာတုံးဆိုတဲ့မေးခွန်းကိုတောင်လူတွေကတိတိမိမိမှန်အောင်မဖြေနိုင်ဘူးပြောတော့ပြောနေတာပဲဖရာတရားတန်ခါဟုတ်ပြီအဲ့ဒီယတနာမြတ်သုံးပါးထဲမှာတရားပါတယ်တရားဆိုတာဘာကိုပြောတာတော့လူရင်းကမက်၄ပါးဖို့၄ပါးနိဗ္ဗာန်လောကုတ္တရာတရား၉ပါးတရားအဲ့ဒီမဲ့ဉဏ်ဖို့ဉဏ်ကိုရှားဖို့အတွက်နိလန်မျိုးစုံသင်ကြားပေးထားတာကောင်းမွန်တဲ့ညွှန်ကြားချက်ဒေသနာတွေဟာလည်းပဲပြည့်ရဲ့အဖြစ်တရားဒါကြောင့်တရားကိုအကျဉ်းများဖြင့်10မျိုးရှိတယ်လို့နားလည်ရမဲ့၄ပါးဖို့၄ပါးနိဗ္ဗာန်ပရိယတ်ဟုတ်ပြီနော်အဲ့ဒီလိုနားလည်ရတာကကိုယ့်ဘဝနဲ့နည်းနည်းလေးဝေးနေတယ်လို့ရှိစာလိုပဲကိုကနားလည်ထားတာတကယ်စိတ်ထဲမှာရှင်းရှင်းလင်းလင်းရှိမနေဘူးအဲ့တော့တရားဆိုတာဘာတော့ဆိုကြပါစို့တရားရဲ့အဓိပ္ပာယ်လေးကိုအရက်သုံးလေးနဲ့ရှင်းရှင်းလင်းလင်းသဘောပေါက်သွားဖို့တစ်မျိုးလေးသဘောပေါက်သွားဖို့ဘုံဘုံဥမာပြောမယ်လူနှစ်ယောက်ရန်ဖြစ်နေတယ်ဆိုကြပါစို့ဘေးကမြင်ရတဲ့လူကဒီလူကတရားတယ်ဒီလူကမတရားဘူးပြောကြတာမရှိဘူးလားဘလို့လူကိုတရားတယ်လို့ပြောတာတော့ဘလို့လူကိုမတရားဘူးလို့ပြောတာတော့မှန်တဲ့လူကိုတရားတယ်လို့ပြောတာမမှန်တဲ့လူကိုမတရားဘူးလို့ပြောတာဟောတရားရဲ့အဓိပ္ပာယ်လေးကိုရိုးရိုးလေးအရက်သုံးလေးနဲ့နားလည်စေခြင်းတော့တရားဆိုတာဘာတုံးဆိုရင်တရားဆိုတာမှန်တဲ့အရာတရားပဲဟုတ်ပြီနော်